ဘာလဲ သမီးခင်မျိုးဝေးချက်လို့ရှိရင်သမီးဖေအတွက်စာမျိုးဦးလေးတည်ထားလိုက်ပါလား ရှင်းတော့ကိစ္စကြီးပဲရှင်းလေကိစ္စကိုရှင်းဟာရှင်းထလုပ်ပေးပါလားဟမ်ရှင်းလေကိုကျုပ်ကအငားမရတော်ပြီးတော့မလုပ်ပေးနေအောင်မလားပြုစုနေအောင်မလား ဟဲ့ရင်းဖေးဒီမိုက်ရိုင်းလာကြီးလားဟဲ့ဟိုလည်းပြစ်မှာမဲဟိုလည်းဆော်ပါမင်းတို့ကလူရဝေးရစက်တယ်ဟဲ့ ဝင်းရစက်တယ်ဟလားဝင်းရစက်ရှင်းအမှလဲသေးလိုက်ရှင်တို့ကျုပ်ကိုဝင်းလာတော့ကလေငါသမီးရေရွှေဖြစ်စမ်းဟဲ့ဆိုမွေးလာမှာမဟုတ်တာ ရင်းဖေးဒီလှုပ်ချင်းလှုပ်မလှုပ်ချင်းနေဒီစကားတွေကလွန်းလာပြီနော် လွတ်တော့ပါဖြစ်လေလွတ်တော့ပါဖြစ်လေ မင်းတို့လေငါတက်တက်လှုပ်ပြီးခံလာတာဒီခါတိမခံနိုင်ဘူးမင်းတို့ရိုက်မယ်အဲ ရှင်းနေလက်ပါတာမဟုတ်ဘူးကြောက်ပါလေလက်ပါလေရေရွှေတရွှေရရှိတယ်ဒီမိန်းမကြီးခွေးစိတ်ပေါက်ပြီးငါ့ကိုပါရိုက်ဖို့ရွေးတာဒီနဲ့လည်းငါတေးခလိုက်တာပေါ့